بسم الله الرحمن الرحيم الحمد لله جنرو كتاب التوحيد go တင်ယူလေ့လာနေကြတာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိတင်ယူနေတဲ့ခေါင်းစဉ်ကတော့ باب فضل التوحيد وما يكفر من الذنوب တဝဟီဒ်တရားရဲ့ထွန်းမြတ်မှုနဲ့တဝဟီဒ်တရားကမကောင်းမှုတွေကိုပပျောက်စေတယ်ဆိုတဲ့ကဏ္ဍပဲဖြစ်ပါတယ်ဒီကဏ္ဍအောက်မှာကျမ်းပြုပညာရှင်အနေနဲ့အထောက်အထား၅ခုကိုဖော်ပြထားပါတယ်အလ်ဟမ်ဒူလ illah ကျွန်တော်တို့ရှေ့မှာအထောက်အထားနှစ်ခုကိုသင်ယူလေ့လာခဲ့ပြီးဖြစ်ပါတယ်ကုရ်အာန်အာယတ်တော်တစ်ပိုက်နဲ့ဟာဒီသ်တော်တစ်ပုဒ်ဖြစ်ပါတယ်ကျွန်တော်တို့ရှေ့မှာသင်ယူခဲ့တဲ့ဟာဒီသ်ကတော့တသက်ခံချက်နှစ်ချက်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သင်ယူခဲ့ကြတာဖြစ်ပါတယ်အလိုရှိမြတ်တပါးဒီကပဲခက်ကိုကိုယ်မှုခံထိုက်တယ်ဆိုတာကိုတသက်ခံမယ်မုဟမ္မဒ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကအလိုရှိမြတ်ရဲ့ကြေးကျွန်ဖြစ်တဲ့ရဆူလ်ဖြစ်တဲ့ဆိုတာကိုတသက်ခံမယ်အဲ့ဒီတည်းမှာဘာလဲပါလဲဆိုလို့ရှိရင်တမန်တော်အီဆာအလိုင်းဝါဆလမ်ရဲ့အကြောင်းလည်းပါပါတယ်တမန်တော်အီဆာအလိုင်းဝါဆလမ်ကိုတချို့သူတွေဟာကိုးကွယ်နေကြတဲ့အတွက်တမန်တော်အီဆာအလိုင်းဝါဆလမ်ကကိုးကွယ်ခံထိုက်တဲ့သူမဟုတ်ပါဘူးကြေးကျွန်သာဖြစ်တယ်နဆာရာတွေပြောသလိုတမန်တော်အီဆာအလိုင်းဝါဆလမ်ဒီအလ္လာဟ်လည်းမဟုတ်သလိုအလိုရှိမြတ်ရဲ့သားလည်းမဟုတ်ပါဘူးအဲ့ဒါလိုပဲသုံးစုအနဲ့တစုလည်းမဟုတ်ပါဘူးအီဆာအလိုင်းဝါဆလမ်ကအလိုရှိမြတ်ရဲ့ကြေးကျွန်ဖြစ်တယ်အလိုရှိမြတ်ကတခင်ဖြစ်တယ်အီဆာအလိုင်းဝါဆလမ်ကကျွန်ဖြစ်ပါတယ်အလ္လာဟ်ကိုခက်ဝကိုးကွယ်တဲ့သူဖြစ်ပါတယ်ဒီအကြောင်းကိုလည်းကျွန်တော်တို့သက်သေခံရမှာဖြစ်ပါတယ်အခုကျွန်တော်တို့လေ့လာမယ့်ဟာဒီသ်ကတော့အစ်ဘန်ရာဒီယလ္လာဟူအန်ဟူဆင်ပြန်ဟာဒီသ်ဖြစ်ပါတယ်ဒီဟာဒီသ်ကိုဘူခါရီနဲ့မွတ်စလင်တွေမှာလည်းဆင်ပြန်ထားပါတယ် فإن الله حرم على النار အလိုရှင်မြတ်ကဟရမ်ပြုထားပါတယ်တားမြစ်ထားပါတယ် على النار ဂျဟန္နမ်အတွက် من قال အကျဉ်သူကပြောမယ် لا إله إلا الله အလိုရှင်မြတ်ကပဲခက်ဝကိုးကွယ်မှုကိုခံထိုက်တယ်အလိုရှင်မြတ်ကလွဲပြီးတော့မှခက်ဝကိုးကွယ်မှုကိုခံထိုက်သူအလင်းမရှိဘူးဆိုတဲ့စကားကိုအကျဉ်သူကပြောမယ်ဆိုရင် يبتغي بذلك وجه الله ဒီစကားကိုအလ္လာဟ်ရှင်မြတ်ရဲ့နှစ်သက်မှုအတွက်အလိုရှင်မြတ်မျက်နှာတော်ကိုပဲရည်စူးပြီးတော့မှပြောဆိုမယ်ဆိုလို့ရှိရင်အလိုရှင်မြတ်ကဂျဟန္နမ်ငရဲအတွက်သူ့ကိုဟရမ်ပြုထားမှာဖြစ်ပါတယ်တားမြစ်ထားမှာဖြစ်ပါတယ်အဲ့တော့ဒီဟာဒီသ်ကိုဆင်ပြန်တာကတော့အစ်ဘန်ရာဒီယလ္လာဟူအန်ဟူဖြစ်တယ်အစ်ဘန်ရာဒီယလ္လာဟူအန်ဟူဆိုတာဆဟာဘီတစ်ပါးဖြစ်ပါတယ်သူရဲ့နာမည်ကတော့အစ်ဘာနူဘူနူမာလီကီဘင်အမရ်ဘင်အလ်အဂျလန်ဖြစ်ပါတယ်အန်ဆာရီဆဟာဘီဖြစ်ပါတယ်ဘနီဆာလင်ဘင်အောဖ်ကဆဟာဘီတစ်ပါးဖြစ်ပါတယ်ကြောက်ကြတဲ့ဆဟာဘီတစ်ပါးဖြစ်ပါတယ်မူအာဝီယာရာဒီယလ္လာဟူအန်ဟူရဲ့ခီလာဖတ်အခါသမယမှာတည်ဆုံးခဲ့ပါတယ်ဒီဟာဒီသ်ကတော့အဓိကဒီမှာတောဟီဒ်ရဲ့စကားတော်ကိုအလိုရှင်မြတ်ကိုပဲရည်စူးပြီးတော့အလိုရှင်မြတ်နှစ်သက်မှုကိုပဲရည်စူးပြီးတော့မှအကယ်ပြောဆိုမယ်ဆိုလို့ရှိရင်အလိုရှင်မြတ်ကဂျဟန္နမ်ကိုတားထားမှာဖြစ်တယ်ဂျဟန္နမ်ကသူ့ကိုထိတွေးလို့ရမှာမဟုတ်ဘူးအဲ့တော့ဒီနေရာမှာယဘတဂီဘီဇာလီကဝဂျဟ်လာအလိုရှင်မြတ်ရဲ့မျက်နှာတော်ကိုပဲရည်စူးပြီးဆိုတဲ့စကားကဘာကိုဆိုလိုတယ်လဲဆိုလို့ရှိရင်နှလုံးသားထဲကနေအမှန်တကယ်ပဲအလိုရှင်မြတ်နှစ်သက်မှုကိုကျွန်တော်တို့ရည်စူးရမှာဖြစ်တယ်ပြီးတော့အဲ့ဒီပုံမှာပဲတေဆုံးကွယ်လွန်သွားမယ်ဆိုလိုတဲ့သဘောကဟန်ဆောင်ပြီးပြောတာမဟုတ်ဘူးနေဖတ်အရေးချုံပြီးပြောတာမဟုတ်ဘူးအမှန်တကယ်သက်ဝင်ယုံကြည်ပြီးတော့မှဒီစကားတော်ကိုတောဟီဒ်ရဲ့စကားတော်ကိုအလိုရှင်မြတ်တပါးဒီကလွဲပြီးတော့မှခက်ဝကိုးကွယ်မှုကိုခံထိုက်တဲ့သူအလင်းမရှိဘူးဆိုတဲ့ဒီတောဟီဒ်ရဲ့စကားတော်ကိုပြောဆိုရမှာဖြစ်တယ်အဲ့ဒါလိုပြောဆိုမယ်ဆိုလို့ရှိရင်ဂျဟန္နမ်ငရဲကသူ့ကိုထိတွေ့မှာမဟုတ်ဘူးလို့ဒီဟာဒီသ်မှာတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကကျွန်တော်တို့ကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီဟာဒီသ်ရဲ့အလိုသဘောကိုပြောမယ်ဆိုလို့ရှိရင်ကလီမာတော်ကိုအလိုရှင်မြတ်အတွက်ပဲတည်တံ့ရည်စူးပြီးတော့မှရှရစ်ကိုညင်းရမယ်ကလီမာတော်ရဲ့တောင်းဆိုချက်နဲ့အညီကျင့်သုံးမယ်ဆိုလို့ရှိရင်ကလီမာတော်ရဲ့တောင်းဆိုချက်နဲ့အညီအတွင်းအပြင်ကျင့်သုံးရမယ်ဆိုလို့နှလုံးသားထဲရလဲတဝင်ယုံကြည်ရမယ်အပြင်ပန်းအရာလေကလီမာတော်ကဘာကိုညွှန်တယ်လဲဘာကိုအမိန်ပေးနေတယ်လဲအဲ့ဒီအတိုင်းလက်တွေ့လိုက်နာကျင့်သုံးရမယ်အဲ့ဒါလိုအခြေအနေမှာတေဆုံးသွားမယ်ဆိုလို့ရှိရင်ဂျဟန္နမ်ငရဲကအဲ့ဒီသူကိုထိတွေ့မှာမဟုတ်ဘူးလို့ဒီဟာဒီသ်ကအလေးနဲ့မိန့်ကြားနေတာဖြစ်ပါတယ်အဲ့တော့ဒီဟာဒီသ်တော်နဲ့ဒီဂန္ဓာရဲ့ခေါင်းစဉ်ဆက်ဆက်မှုကတော့ဒီဟာဒီသ်တော်ဟာတောဟီဒ်တရားရဲ့ထွန်းမြတ်မှုကိုညွှန်ပြနေပါတယ်တောဟီဒ်တရားပေါ်မှာတေဆုံးတဲ့သူဟာဂျဟန္နမ်ငရဲကနေလွတ်မြောက်မှာဖြစ်တယ်တောဟီဒ်တရားကအပြစ်တွေကိုပပျောက်စေတယ်ဆိုတာလေဒီဟာဒီသ်ကညွှန်ပြနေပါတယ်အဲ့တော့ဒီဟာဒီသ်ကနေကျွန်တော်တို့ဘာတွေအကျိုးကျေးဇူးတွေသင်ခန်းစာတွေရရှိတယ်လေတောဟီဒ်တရားရဲ့ထွန်းမြတ်မှုကိုသိရတဲ့တ
တောဟစ်ကဂျဟန်နမ်ကနေလွတ်မြောက်စေတယ်အပြစ်တွေကိုပပျောက်စေတယ်နောက်တစ်ခုကအီမန်သုံးဝင်ယုံကြည်မှုဆိုတာကစိတ်တွင်းကပြီးတော့နှလုံးသားထဲရပဲယုံကြည်လို့မရပါဘူးဆိုလိုတဲ့ဘောကနှလုံးသားထဲကနေယုံကြည်ရမှာဖြစ်တယ်လို့နှုတ်ရှာကနေလည်းပဲပြောဆိုဝင်ခံရမှာဖြစ်တယ်အဲ့တော့မူနာဖစ်တွေလိုလည်းဖြစ်လို့မရပြန်ဘူးဘာလဲဆိုလို့ရှိရင်နှုတ်ရှာကနေပြောဆိုဝင်ခံတယ်ဒါပေမဲ့စိတ်ထဲကနေယုံကြည်မှုမရှိဘူးဒါဆိုရင်လည်းအီမန်ယုံကြည်တာကအထမြောက်မှာမဟုတ်ဘူးအဲ့တော့ပြည့်စုံတဲ့တောဟစ်ပေါ်မှာတည်ဆုံးတဲ့သူအတွက်ဂျဟန်နမ်ငရဲကဟာရမ်ဖြစ်ပါတယ်ဆိုလို့တော့ဂျဟန်နမ်ငရဲကအဲ့ဒီတောဟစ်ပေါ်မှာတည်ဆုံးသွားတဲ့သူကိုထိတွေ့မှာမဟုတ်ဘူးအမလုတ်ဆောင်ချက်တွေဟာအလတ်အတွက်တည်တံ့ဖြစ်မှာပဲအလ္လာဟ်ရှင်လက်ခံတော်မူမှာဖြစ်တဲ့ဓမ္မနမဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့လမ်းညွှန်မိဓမ္မနမဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့လမ်းညွှန်မှုဆွန်နတ်နဲ့အညီကိုက်ညီမှဆွန်နတ်နဲ့ကိုက်ညီမှအလ္လာဟ်ရှင်ကလက်ခံတော်မူမှာဖြစ်တယ်အလ္လာဟ်အတွက်ပဲတန်တန်ပြုတယ်ဒါပေမဲ့ဆွန်နတ်နဲ့မညီဘူးဆိုရင်လည်းအလ္လာဟ်လက်ခံတော်မူမှာမဟုတ်ဘူးအဲ့ဒါလိုပဲဆွန်နတ်နဲ့တော့ညီတယ်အလ္လာဟ်အတွက်တန်တန်မဖြစ်ဘူးဆိုရင်အလ္လာဟ်လက်ခံတော်မူမှာမဟုတ်ဘူးဒီအချက်နှစ်ချက်လုံးကအီဘာဒတ်အမလ်လှုပ်ဆောင်ချက်မှာပါရမှာဖြစ်တယ်အလ္လာဟ်ရှင်မြတ်အတွက်တည်တံ့ဖြစ်ရမယ်တန်တန်ဖြစ်ရမယ်ဓမ္မဆလ္လာလာဟူအလိုင်းဝါဆလမ်ဓမ္မတော်မြတ်ကြီးဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့ဆွန်နတ်တော်နဲ့လည်းကိုက်ညီရမှာဖြစ်ပါတယ်အဲ့တော့ကလီမာတော်ကိုရွတ်ဆိုပြီးတော့မှအလ္လာဟ်ရှင်မြတ်ကလွဲပြီးတော့တခြားသူတွေထံမှာတောင်းခံနေမယ်ဆိုလို့ရှိရင်လေဒီကလီမာတော်ကအဲ့ဒီသူကိုရွတ်ဆိုတဲ့သူကိုအကျိုးပြုမှာမဟုတ်ပါဘူးဟိုမှာတချို့ဒီနေ့ခေတ်မှာကဘရကိုးကွယ်နေတဲ့သူတွေရှိပါတယ်သူတို့ဟာကလီမာကိုတော့သူတို့ကရွတ်ဆိုကြတယ်ကလီမာကိုတော့သူတို့ဖတ်ကြတယ်ဒါပေမဲ့တည်သွားတဲ့သူတွေစီမှာသူကတောင်းခံနေကြတယ်တည်သွားတဲ့သူတွေစီမှာချင့်ကပ်နေကြတယ်ဒါဆိုရင်သူ့ရဲ့ကလီမာကသူ့ကိုဘာမှအကျိုးပြုမှာမဟုတ်ပါဘူးအလ္လာဟ်ရှင်ရဲ့ကြီးကျယ်မှုကိုသိရတဲ့အလ္လာဟ်ရှင်ရဲ့မှာအလ္လာဟ်ရှင်ရဲ့ကြီးကျယ်မြင့်မြတ်မှုနဲ့လျော်ညီတဲ့မျက်နှာတော်ရှိတယ်ဆိုတာကိုဒီဟဒီသ်တော်အရာကျွန်တော်တို့သိရပါတယ်အလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုတောဟစ်ကိုလက်တွေ့ကျင့်သုံးနိုင်တောဖစ်ချင်းမြင်တော်မူပါစေအဲ့ဒါလိုပဲရှရစ်ကနေရှောင်ကျဉ်နိုင်တဲ့တောဖစ်ချင်းမြင်တော်မူပါစေဒုနီယာခရတ်နတ်ဌာနလုံးမှာတောဟစ်တော်ယက်တီပြီးအောင်မြင်မှုတွေကိုစုခွန်နိုင်တဲ့တောဖစ်ဆိုအလ္လာဟ်ချင်းမြင်တော်မူပါစေဝါခီရူဒအဝါနာအန်အလ်ဟမ်ဒူလ िल्लाहि ရဘ်ဘီလ်အာလမီန်